အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်သတင်းဌာနကနေထိပ်တန်းသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းများလွှတ်ပေးဖို့ Kim တောင်းဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ယနေ့ကြားရောက်သောအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင်မြန်မာနိုင်ငံနဲ့အတူရပ်တည်ပြီးမိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်သားဖြစ်သူ Kim Eric ကတောင်းဆိုလိုက်ပါတယ်။ Kim Eric ကကျွန်တော်ကဘာကိုတောင်းဆိုခြင်းပါတယ်မြန်မာပြည်ကိုမျက်နှာမလွှဲလိုက်ပါနဲ့မြန်မာပြည်သူတွေနဲ့ရက်တီပါမိမိနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့တောင်းဆိုပါလူတိုင်းရရှိတဲ့အခွင့်အရေးတွေကိုကောက်ွယ်ပေးပါဟုဆိုပါတယ်လူအခွင့်အရေးသည်မြန်မာပြည်အတွက်အိမ်မက်မဟုတ်သလိုလူဖြစ်လာသည်နှင့်ရရှိမည့်အခွင့်အရေးဖြစ်ပြီးတနေ့၌တန်ဖိုးရှိသောလွတ်လပ်ခွင့်ကိုမြန်မာပြည်သူများပြန်လည်ရရှိမည်ဟုလည်း၎င်းကပြောပါတယ်ယနေ့ကြားရောက်သောလူခွင့်ရင်းတွေဒေါ်အောင်ဆန်းစုကြည်သည်အထီးကျန်စွာမတရားချုံနှောင်ခံရဆဲဖြစ်သလိုမြန်မာနိုင်ငံရှိလူတိုင်းရတဲ့သောအခြေခံအခွင့်အရေးများကန့်သက်ခံရဆဲဖြစ်ကြောင်းထောင်ပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားများဖမ်းဆီးနှိပ်စက်ခံရဆဲဖြစ်ကကျောင်းနေအရွယ်ကလေးငယ်များမှလည်းတပ်ဖြတ်ခံရဆဲနှင့်ပြည်သူများကြောက်ရွံ့စွာနေထိုင်နေရဆဲဖြစ်ကြောင်းဖော်ပြထားပါတယ်။ Kim Eric ကမိမိကလူခုံသိက္ခာကိုအတိအမှတ်ပြုမှသာလူခွင့်ရေးကိုတည်တယ်လို့အမြဲပြောခဲ့ပေမဲ့ယနေ့မြန်မာပြည်မှာတော့လူကုန်သိက္ခာအမှန်တရားမျှတမှုတွေကိုအကြံဖက်အာဏာရှင်ကနေ့စဉ်ချိုးဖျက်နေတာပါဒါပေမဲ့မြန်မာပြည်သူတွေရဲ့စိတ်တွေကိုချိုးနှိမ်လို့မရပါဘူးသူတို့ရဲ့ရရဲမှုတွေကိုတိုးတိုးတမျိုးကြဲကြဲတမျိုးအားရပွဲမြင်ရကြားရပါတယ်ဟုပြောထားပါတယ်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်